ဇာနာအဓိကဟိုဒါဒီလိုညီညွတ်စေချင်တာအဲ့တော့ဒါသူရတာတွေမရတာတွေအဓိကမဟုတ်ဒါဟိုဒါပဲဗာလဲဖိတိကံပေါ့ဖိတိကံဆိုအခမ်းအနားတစ်ခုဖြစ်နေအဲ့ဒီမှာအထူးတက်လေပေါ့နော်ဟိုဒါ2ယောက်ရှိတယ်အကျမ်းမပြောတမင်နဲ့မပြောဘဲနဲ့သူတို့ကိုစူးစမ်းစေချင်လို့အဲ့ဒါနာရာဝတီရဲ့ခံပြီးမော်ရဲ့ဒီ2ယောက်ကပြိုင်ထားဖို့တဲ့ခံပြီးမော်ကရထားဖို့တဲ့ဟုတ်တယ်မလားထပ်ပြိုင်တော့ထပ်ရမှာပေါ့အဲ့လိုဖြစ်နေတာပေါ့အဲ့တော့အဲ့2ယောက်ကတီးတန့်အကျမ်းဖယ်ထားတယ်ခံပြီးမော်နဲ့နာရာဝတီကနာရာဝတီဆိုတင်တန်းတက်တာဘယ်နှချိန်ရှိနေမှမသိတော့ဘူးဝင်ပြန်လာလည်းဘယ်နှချိန်ရှိနေမှမသိတော့သူတို့သာထည့်ပြီးတော့ဒီစင်းနဲ့ကြိုင်သူတို့ကြီးပဲရနေမှာပေါ့ဟုတ်တယ်မလားအဲ့တော့နာရာခံပြီးမော်နည်းနည်းနားလည်ပြီးလိုက်ဒီထဲမှာအမကအမြင့်ဆုံးပဲအေးအဲ့တော့သူ့ပေးလိုက်မယ်သူကတစ်ခါထည့်ရတော့နောက်တစ်ယောက်နည်းနည်းအလှည့်ပေးလိုက်မပြောဘဲနဲ့နေတာအချားမို့ရစေခြင်းလို့စာထည့်ရတာပေါ့ဟုတ်တယ်မလားအဲ့ဒါပဲအဲ့တော့ဒီထဲမှာအမတ်မစီပဲနဲ့ပေါ့နော်9ယောက်ခေါ်ထုတ်မယ်ရှိကိုထွက်လာခဲ့ပေါ့9ဦးပေါ့အဲ့9ဦးကအမတ်တိတိတုံလေးမစီထားဘူးเนาะပထမဆုံးရတဲ့Miss ပေါ့နော် Miss Argentina ဒီရမယ်ဒီလည်းနော်ဘာလို့ပြောတော့မှာနော် Miss Argentina Miss Philippines 对喽。哦，好像哦。ต่อไป Miss USA အဲ့ဒါတွေကဘသူဥစ္စာပေါ့သူတို့အမှတ်စင်လိုက်သွားတာเนาะတယောက်တည်းဆုံးဖြတ်တာမဟုတ်တိုင်းလူကြီးတွေပြီးတော့အကြံနဲ့တစ်ပုံလည်းမပါဘူးကိုတင်တဲ့ကိုတဲ့ဘက်အတဲမှာတိုက်ပြီးဥစ္စာဖြစ်မှာဆိုလို့ပြောကြဖြစ်မှာဆိုလို့မပါဘူးအဲ့တော့တိုင်းလူကြီးတွေကပြီးသွားတာဟုတ်ပြီเนาะဟိုသုံးခုဖြစ်သွားပြီเนาะနောက်ဒီဥစ္စာပေါ့လေ Miss Belgium နောက်တစ်ယောက်ကနောက်ဆုံးတစ်ယောက်ကတော့9ယောက်ထဲနောက်ဆုံးတစ်ယောက်ကကျတော့ Miss ဘယ်လိုဖြစ်နိုင် Miss Myanmar ဒီ9ယောက်ကစကားတင်ဟုတ်ပြီနော်အဲ့စကားအဲ့ပြီးတော့ဟိုအမှန်တကယ်များနေတာနာတော်လေးMiss Germany ဝင်လာခဲ့ဘေးကိုရလိုက်စုတော့မပေးဘူးဒါပေမဲ့သူတို့ကပါပြီးသားပဲဆိုင်ပြီးမော်ပါမMiss Finland ဟုတ်တယ်မ Miss Finland သူကရပြီးသားပဲဟုတ်ပြီနော်အဲ့တော့သူတို့ညောက်ကအားပေးတဲ့သဘောပေါ့နော်အဲ့တော့ဒီ9ယောက်တက်ပုံရိုက်ဟုတ်ပြီဒီ9ယောက်နဲ့တန်ကြီးတွေနည်းနည်းဝင်ကြတယ်ပဲတန်ကြီး3ယောက်